ချစ်ချင်းမီအလင်းမြို့လေးတစ်မြို့မှာမျောလင်းချက်နဲ့ပြည့်နေတဲ့မောင်နှံတွဲရှိပါတယ်ထက်နှစ်နန်းထက်ကဓပုံဆရာလေးတယောက်နန်းကတော့စာရေးဆရာမလေးသူတို့နှစ်ဦးအတူတူအိမ်မက်တွေထဲမှာရှောက်လန်းပြီးဘဝတစ်လျှောက်မျှဝေခြင်းသူတွေပါဒီနေ့မှာထက်ကတခြားမြို့ကိုသွားရတော့မယ်ဆိုတာနန်းကိုပြောလိုက်တဲ့အခါနန်းရဲ့မျက်လုံးထဲမှာဝမ်းနည်းမှုလေးတွေပေါ်လာတယ်ငါနဲ့အတွက်ကိုယ်တိုင်နေရာမှာရှိနေခြင်းပေမဲ့အခွင့်အရေးတွေကလွတ်ပေးဖို့မဖြစ်နိုင်ဘူးနော်လို့ထက်ကစိတ်မတန်ဆွမ်းသောအတန်နဲ့ပြောတယ်နန်းကတော့အချစ်ကအဝေးကိုမကြောက်ဘူးကိုယ်စိတ်ကတနေရာထဲမှာရှိနေရင်မင်းရဲ့အလင်းရောင်ကကျမနဲ့အမြဲပါမယ်လို့ပြုံးပြုံးနဲ့ပြောလိုက်တယ်ထိုနေ့ကစပြီးထက်နဲ့နန်းတို့ဟာမိုင်းထောင်ချီဝေးကွာသွားကြပေမဲ့စာလေးတွေဓပုံလေးတွေပြောင်းလဲပြီးအချစ်ကိုပေးဆက်နေခဲ့ကြတယ်တနစ်လောက်ကြာသွားတဲ့အခါထက်ကနန်းကိုမထင်မှတ်ပဲပြန်လာတယ်နန်းနင်းအတွက်အမြဲရှိနေမယ်ဆိုတဲ့အတန်နဲ့သူနာကနေပေါ်လာတဲ့အချစ်မီးလင်းကနန်းရဲ့အမြဲပြတ်မျောလင်းချက်ကိုပြည့်စုံစေခဲ့တယ်နောက်ဆုံးမှာအချစ်ကမိသည့်အကွာအဝေးမဆိုကိုက်ညီနေနိုင်တဲ့ဆိုတာထက်နဲ့နန်းရဲ့ပုံပြင်ကပြသခဲ့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ